အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့ကတော့ဘန်းတဲ့မာလို့ခေါ်တဲ့ဆန့်ကျင်ဘက်စကားလုံး၈လုံးနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်ပါမယ်အဲ့တော့နံပါတ်1လက်စစ်ပစ္စည်းပေါ့နော်ပတ်သက်ပြီးလက်စစ်ပစ္စည်း electronic ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဖွင့်တာကိုခေါ်တာလို့ခေါ်ပြီးတော့သူ့ရဲ့ဘန်းတဲ့မှာဒီကတာဖြစ်ပါတယ်ကဲအဲ့တော့ example လေးတွေကြည့်ရအောင်ကွန်ပျူတာဖွင့်ပေးပါကွန်ပျူတာကိုခေါ်주세요ကွန်ပျူတာပိတ်ပေးပါကွန်ပျူတာကိုခေါ်주세요အဲ့တော့လျှက်စစ်ပစ္စည်းတွေဖွင့်တာပိတ်တာတွေပြီးသွားပြီဆိုရင်လျှက်စစ်ပစ္စည်းမဟုတ်တဲ့အရာတွေဖွင့်တာပိတ်တာကိုဘယ်လိုခေါ်လဲလျှက်စစ်ပစ္စည်းမဟုတ်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဖွင့်ဒီကိုယောတာသူ့ရဲ့ဆန့်ကျင်ဘက်စကားလုံးဒီဓာတ်တာဟုတ်ပြီနော်အဲ့တော့ပရင်းပေါက်ကိုဖွင့်နေချမူရူယောရောယောတာယောရောပရင်းပေါက်ကိုဖွင့်နေပရင်းပေါက်ကိုပိတ်တယ်ချမူရူတာတာယောပရင်းပေါက်ကိုပိတ်တယ်အဲ့တော့နောက်တစ်ခုစကားလုံးကြီးကြားလို့ပါဟဲဖြုံးတီးတယ်ခြွေတာတယ်ဖြုံးတီးသည်နမ်ဘီဟာတာသူ့ရဲ့ဘန်းတဲ့မှာသည်ကြောရခါတာခြွေတာတယ်ပတ်စံမဖြုံးတီးပါနဲ့ဒုံလူနမ်ဘီဟာကြီးမာစေယောပတ်စံခြွေတာပါဒုံလူကြောရခါစေယောပတ်စံခြွေတာပါနောက်တစ်ခုတိုးွားတယ်မြင့်တက်တယ်ဂျုံကားဟာတာသူ့ရဲ့ဆန့်ကျင်ဘက်စကားလုံးကဂမ်ဆိုဟာတာရောကြတယ်ရောနေလာတယ်အဲ့တော့ဥပမာစာကြောင်းလေးကြည့်ကြမယ်လူဦးရေတိုးပွားတယ်အင်ကူကဂျုံကဟေယောလူဦးရေရောနေတယ်အင်ကူကဂမ်ဆိုဟေယောအဲ့တော့နံပါတ်5စာလုံးဖြစ်တဲ့အောင်မြင်သည်ကြာရှုံးသည် topic exam တွေမှာအမြင်များအတွေ့များတဲ့စာလုံးလေးတွေဖြစ်ပါတယ်အဲ့တော့ကြည့်ကြမယ်성공하다အောင်မြင်သည်ငါရည်မှန်းချက်အောင်မြင်ခဲ့တယ်목표를성공했어요ကြာရှုံးတယ်실패하다ကြာရှုံးတယ်ရည်မှန်းချက်မှာမအောင်မြင်ခဲ့ဘူး목표에 실패했어요အဲ့တော့နောက်တစ်ခုကဗမာတွေအတွေ့များလဲဆိုတော့လူကူးလန်းနေနော်ဒီအဝေးပြေးလန်းနေပြီးရင်ဆောက်လက်ဆအဆောက်အဦတွေနေရာတွေမှာအတွေ့များတာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့အနေရကင်းနဲ့အနေရရှိတယ်အနေရကင်းတာကိုအန်ဂျောနာတာဒီနေရာကဘေးကင်းနေယောဂီနော်အန်ဂျောနေယိုအနေရရှိတယ်ဝီဟောမာတာဒီနေရာအနေရရှိတယ်ယောဂီနော်ဝီဟောမေယောဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကဒီမြန်မာနိုင်ငံမှာလည်းနေ့စဉ်ပြောနေတဲ့စကားလုံးလေးတွေထဲမှာလည်းပါတယ်ဗာလဲဆိုတော့နေငါဝိတ်တက်လာတယ်ဝိတ်ကြလာတယ်ဟုတ်ပြီနော်အဲ့ဒါကိုရီးယားလိုဘယ်လိုပြောမလဲဝိတ်ကြသည်စားဒီပါကြည်တာနေချင်းငန်းလုံးလို့ဝိတ်ကြသွားတယ်အုံသုံးဟာနီကစားဒီပါကြော်ယောဝိတ်တက်လာတယ်စားဒီကြည်တာလေ့ကျင့်ငန်းမလုံးနိုင်လို့ဝိတ်တက်ခဲ့တယ်အုံသုံးလူမိုးထာနီကစားဒီကြော့စော်ယောဟုတ်ပြီနော်နောက်ဆုံးစကားလုံးဒီ topic exam မှာတော်တော်လေးကိုအတွေ့များတယ်နောက်ထပ်စကားလုံးတစ်လုံးဖြစ်ပါတယ်ဘာလဲဆိုတော့အာတာချက်နဲ့အာနေချက်လို့ခေါ်တဲ့ဂျန်ဂျွန်အာတာချက်ဂျန်ဂျွန်သူ့ရဲ့ဘန်းထဲမှာအာနေချက်ဒီဒန်ဂျွန်အဲ့တော့ဥပမာစာကြောင်းလေးတွေကြည့်ကြမယ်ကုမ္ပဏီရဲ့အားသာချက်ကလားစာကောင်းတာပါခွဲစာရဲ့ဂျန်ဂျောမီနိုဖုံယောဘုံအီမီတာယောဘုံလားစာကိုဝေါ်ကုပ်လို့လည်းခေါ်တယ်ယောဘုံလို့လည်းခေါ်တယ်အားနေချက်ဒန်ဂျွန်ကုမ္ပဏီရဲ့အားနေချက်ကလားစာနေတာပါခွဲစာရဲ့ဒန်ဂျောမီနာကျုံယောဘုံအီမီတာအဲ့ဒီတော့ဒီစကားလုံး၈လုံးက topic exam မှာပဲဖြစ်ဖြစ်နေ့စဉ်စကားလုံးပြောမှာပဲဖြစ်ဖြစ်အသုံးများတဲ့စကားလုံးလေးတွေဖြစ်တွေ့ကြောင်းမို့လို့တေချာလေးလေ့လာကြည့်ရှုပေးပါကဲအဲ့တော့နောက်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးမယ်ဆိုတာကိုလေ့လာကြည့်ကြမယ်နော်